အိမ်လုံးစွန့်ပစ်ပစ္စည်းများဖြစ်တဲ့မီးသွေးမှုတ်၊လွှစာမှုတ်၊ရွှွန့်လို့ကိုအသုံးပြုပြီးမီးသွေးလောင်စာပဲမီးသွေးလောင်စာတောင်ကိုယ်တိုင်ပြုလုပ်နေအားလုံးပဲမင်္ဂလာပါတိုတိုရဲ့ channel ကပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အလွန်အသုံးဝင်ပြီးတဘာဝပွင့်ခြင်းကိုထိခိုက်မှုနေတဲ့အရာတစ်ခုကိုလုပ်ပြပေးသွားမှာပါမီးသွေးလောင်စာတောင်ကိုဘယ်လိုပြုလုပ်ရမလဲဆိုတာကိုပြသပေးသွားမှာပဲဖြစ်ပါတယ်ဒါဟာနေ့စဉ်အသုံးပြုနေကြရိုးရိုးမီးသွေးထက်ပိုပြီးကြာလောင်ပြီးမီးခိုးနေတဲ့ကုန်ကြမ်းတွေလည်းတတ်တာတဲ့လောင်စာပါကျွန်တော်တို့ဒီနေ့အသုံးပြုမယ့်ပစ္စည်းတွေကတော့မီးသွေးမှုတ်ရွှွန့်လွှစာမှုတ်နဲ့ရေတို့ပဲဖြစ်ပါတယ်ဒီပစ္စည်းတွေနဲ့ဘယ်လိုစတင်လဲဆိုတာကိုလေ့လာကြည့်ရအောင်ပထမဆုံးအဆင့်အနေနဲ့မီးသွေးမှုတ်ရှိရင်ပြုလုပ်လို့ရပါပြီဒီဗီဒီယိုမှာတော့လမ်းဘေးအကျော်ဆိုင်မှာဆွန့်ပစ်ထားတဲ့မီးသွေးခဲများနဲ့တစ်ဆန်များမှစွန့်ပစ်ထားတဲ့လွှစာမှုတ်တို့ကိုရှာဖွေယူဆောင်ရမှာပဲဖြစ်ပါတယ်ရရှိလာသောမီးသွေးခဲများအမှုတ်ဖြစ်အောင်ထုချေပေးရပါမယ်ပြုလုပ်ရမယ့်အချိုးအစားကတော့အကြမ်းမြင့်အဖြစ်မီးသွေးမှုတ်2ဆလွှစာမှုတ်1ဆပုံစံမျိုးနဲ့ချိုးစားကိုမှတ်ထားနိုင်ပါတယ်ဒုတိယအဆင့်ကတော့ရှော့မှာပဲရှော့ကဒီမီးသွေးတောင်ကိုပုံစံခိုင်မာအောင်လုပ်ပေးမဲ့တဘာဝကော့တမျိုးပါရှုံကိုရေနှင်းငယ်နဲ့သမအောင်နေပြီးအနှစ်ပုံစံမျိုးပြင်ဆင်ထားရပါမယ်ရှော့အစားထမင်းရေပီလောပီနံကော်မွန်လိုလည်းအသုံးပြုနိုင်ပါတယ်နောက်တစ်ခုကတော့လွှစာမှုတ်ပါလွှစာမှုတ်ကိုထည့်ခြင်းအဖြစ်လောင်ကျွမ်းခြင်းကိုပုံမှုကြရှိစေပါတယ်အချို့အစားကတော့အရေးကြီးပါတယ်အများကြီးထည့်လိုက်ရင်မီးကူဖို့ခက်ခဲနိုင်ပါတယ်ကဲအခုဆိုရင်အရေးကြီးဆုံးအဆင့်ကိုရောက်ရှိလာပါပြီကျွန်တော်တို့ရဲ့မီးသွေးမှုတ်လွှစာမှုတ်တို့ကိုပြေချာရုံးမွေပေးပါပြီးရင်ကျွန်တော်တို့ပြင်ဆင်ထားတဲ့ရှော့နှစ်ကိုတဖြည်းဖြည်းချင်းစတင်နေပါတော့မယ်ရေကိုတစ်ခါတည်းအများကြီးမထည့်ပါနဲ့နည်းနည်းစီထည့်ပြီးဂျုံမုံနေသလိုမျိုးစိတ်ကပ်ပြီးပုံသွင်းလို့ရတဲ့အနေအထားထိနေပေးပါလက်ချောင်းကြားကရေတွေအရင်ထွက်မလာစေဖို့တတိထားပါဒါမှသာလောင်စာတောင်းကမကွဲပဲခိုင်မာနေမှာပါပုံသွင်းဖို့အတွက်ကိုကြိုက်တဲ့တရားပုံစံဘက်ကိုသုံးနိုင်ပါတယ်ကျွန်တော်ကတော့ဒီရွှေရှင်းတဲ့ပုံသွင်းဘက်ကိုအသုံးပြုပါမယ်မီးသွေးမှုတ်အရောနှောကိုထည့်ပြီးတေချာဖိနေပေးဖို့အရေးကြီးပါတယ်ဖိနေလေးလောင်စာတောင်းကပိုခိုင်မာပြီးပိုကြာလောင်ကျန်းနိုင်လေးပါပဲပုံသွင်းပြီးပြီဆိုရင်တော့မီးသွေးတောင်တွေကိုနေအောင်ကြည့်ကောင်းရတဲ့နေရာမှာအချောက်ခတ်ဖို့အချိန်ရောက်ပါပြီနေပူရှင်ပုံမူတည်ပြီး2ရက်မှ4ရက်လောက်အချိန်ပြီးအချောက်ခံရပါမယ်တို့တွေလုံးဝမကြောပြီး6သွေးသွားတဲ့အခါအသုံးပြုဖို့အဆင်သင့်ဖြစ်ပါပြီဆွဆွနေသေးရင်လောင်ကျွမ်းမှုအားနေပြီးမီးဖို့ပိုထွက်နိုင်ပါတယ်ဒီကိုယ်တိုင်လုံးမီးသွေးတောင်တွေအကျိုးကျေးဇူးတွေကဘာတွေလဲကုန်ကြစရိတ်တသားချင်းစွန့်ပစ်ပစ္စည်းများကိုပြန်လည်သုံးသပ်ခြင်းကြာရှည်စွာလောင်ကျွမ်းခြင်းပုံမှုထိရောက်သောအပူအဝန်းကျင်ထိန်းသိမ်းရေးတစ်တော်ပြုံးတင်မှုတို့ကိုရှင်းပြရတွင်အထောက်အကူပြုခြင်းတို့ပဲဖြစ်ပါတယ်ကဲအခုဆိုရင်ကျွန်တော်တို့ရဲ့ကိုယ်တိုင်လုံးမီးသွေးတောင်တွေဘလောက်အလုပ်ဖြစ်လဲလို့ဆိုတာစမ်းသပ်ကြည့်ရအောင်ကြည့်ပါမီးကူးပြီးတဲ့အခါညင်ညာပြီးတည်ငြိမ်တဲ့အပူချိန်ကိုပေးစွမ်းနိုင်တာတွေ့ရပါလိမ့်မယ်ဒီနေ့ဗီဒီယိုမှာမီးသွေးရှော့နဲ့လှစာမုံတို့ကိုအသုံးပြုပြီးမီးသွေးလောင်စာတော့ပြုလုပ်တဲ့နည်းလမ်းကိုအသေးစိတ်ပြသပေးခဲ့ပါတယ်မိတ်ဆွေတို့ရဲ့အကြံဉာဏ်တွေကိုကွန်မန့်မှာမျှဝေပေးဖို့မမေ့ပါနဲ့ဒီလိုမျိုးသဘာဝပုံကျင်နဲ့လိုက်ဖက်တဲ့စီမံချက်တွေကိုဆက်လက်ကြည့်ရှုဖို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားပေးပါအောင်နောက်ထပ်ဗီဒီယိုတစ်ခုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲဂရုစိုက်ကြပါကျမ်းမာချမ်းသာကြပါစေ